အဲ့ဒီလိုမြတ်စွာဘုရားကတကူမပြတ်ဘူးဆိုတဲ့ပြဉ္ညာချက်ထွက်လာတယ်ဆိုတာကိုတိဋ္ဌိတွေကသိတယ်သိတဲ့အခါကျတော့ဟောဒီယံဂေါတမရဲ့တပည့်တွေဟာသူတို့ဆရာပြဉ္ညာထားတာကိုအသက်ဒီဟုသောအကြောင်းကြောင့်မှလည်းပဲလွန်ကျူးခြင်းမရှိကြဘူးဒါကြောင့်ဒီအချိန်မှာတို့ဟာသူတို့ကိုအနိုင်ယူရမယ့်အချိန်ဘာလဲဆိုတော့သူတို့တကူပြမယ်ဒီဘက်ကတကူပြလို့မရဘူးဆိုတာကိုသိလို့သူတို့ကတကူပြမယ်လို့လုပ်တာပေါ့နော်အမှန်ကသူတို့တကူရှိလို့ပြမယ်လို့ပြောတာမဟုတ်အဲ့တော့သူတို့တကူပြမယ်လို့ပြောတော့ယဟန်တွေကမြတ်စွာဘုရားကိုရှောက်တယ်မြတ်စွာဘုရားသူတို့ကတကူပြမယ်လို့ပြောတယ်ပေါ့ဒီဗိမိတာရမင်းကြီးကလည်းမြတ်စွာဘုရားကိုရှောက်တယ်တိဋ္ဌိတွေကတကူပြမယ်လို့ပြောတယ်မြတ်စွာဘုရားဘယ်လိုလုပ်မလို့ပေါ့သူတို့တကူပြမယ်ဆိုရင်ငါလည်းပဲတကူပြတိဟာပြမယ်လို့မြတ်စွာဘုရားအမိန့်ရှိတဲ့အခါကျတော့ဗိမိတာရမင်းကြီးကမြတ်စွာဘုရားတဲ့တကူမပြဘူးလို့ရှင်ဘုရားပြည့်ညက်ပြီးသားမဟုတ်လားတဲ့ဘယ်လိုလုပ်ပြောရှင်ဘုရားတကူပြအောင်ဟာအဲ့ဒါငါအတွက်ပြည့်ညက်တာမဟုတ်တပည့်တွေအတွက်ပြည့်ညက်တာတဲ့နော်အဲ့ဒီမှာအရှင်ဘုရားတဲ့တပည့်တွေအတွက်တည်တံ့ပြည့်ညက်လို့ရသလားတဲ့နော်မင်းကနော်ဗိမိတာရအဲ့တော့မြတ်စွာဘုရားဥမာလေးနဲ့ပြောတယ်မင်းကြီးတဲ့မင်းကြီးရဲ့ဥယျာဉ်ထဲမှာတဲပင်တပင်အရန်သီးနေတယ်ဆိုရပါစို့အဲ့ဒါတွေကိုဘယ်သူမှမခူးရဘူးလို့မင်းကြီးကပြည့်ညက်ထားတယ်ခူးစားတဲ့လူဘာလို့မလို့မင်းမြင့်မင်းနံတင့်မယ်ပေါ့နော်ဒါပေမဲ့မင်းကြီးကိုယ်တိုင်ခူးစားမယ်ဆိုရင်ကောမရဘူးလားရနော်ဒါသူတဲပင်ပဲလေအဲ့ဒီဝိနည်းပြည့်ညက်ချက်တွေဆိုတာယဟန်တွေအတွက်ပြည့်ညက်ထားတာပါအဲ့ဒါနဲ့မြတ်စွာဘုရားဘယ်မှာတကူပြမလို့ဆိုတော့ကန္တံဘတေယပင်ဆိုတာပြီးတော့ကြားဖို့တယ်ဟုတ်လားတေယဖြူပင်ရင်မှာပြမယ်အဲ့မြတ်စွာဘုရားတေယဖြူပင်ရင်မှာတကူပြတိကပြမတဲ့ဆိုတဲ့အတန်ကိုကြားရပြန်တော့တိဋ္ဌိတွေကတေယပင်မှန်သမျှကိုလိုက်ဝယ်တယ်တဲ့ဝယ်ပြီးတော့အကုန်ခုတ်တယ်နော်ဒီကနေ့ပေါက်တဲ့အပင်လေးကိုတောင်မကြံဘူးတဲ့လိုက်ဝယ်တယ်မရရအောင်ဝယ်တယ်ဒါပေမဲ့ဘင်းရင်နန်းတော်ထဲမှာရှိနေတဲ့အပင်တွေကိုကြတော့သူတို့လှုပ်လို့မရအောင်ဒါပေမဲ့တူတူပြောကြပါစို့အချင်းကြလာလို့ဝါဆိုလပြည့်နေ့မှာပြမယ်ဆိုပြီးတော့အချင်းကြလာတဲ့ခါကျတော့ရသော်ဘုရားအတွက်တေယပင်ကမရှိဘူးအဲ့ဒီအချိန်မှာဘင်းရင်ဥယျာဉ်ထဲမှာတေယသီးတစ်လုံးကခါချင်းအုံထားလို့ဘယ်သူမှမမြင်ရအဲ့ဒါကိုကန်ထားတဲ့ဥယျာဉ်မှုနာမည်ကအမောင်ကန်ထားကအဲ့ဒီတေယသီးကအနှံ့အရန်ကောင်းတယ်မြတ်စွာဘုရားဖုံးပေးမဲ့တေယသီးပဲဒီဥစ္စာကအဲ့ဒါနဲ့အဲ့ဒီ